ငါးဟင်းချက်တာနော်ငါးဟင်းလေးဒီမှာတနိုင်ပေါ့ကွာဒီမှာငါချင်းသားလေးနဲ့နော်ငါချင်းသားလေးတနိုင်အတန်လေးထက်ထုံမုံလေးထက်ဦးရက်တွေကဝယ်စားများလို့လေဒီမှာငါပထမဆုံးငါ့ကိုစားစင်းနေတယ်ပြီးတော့ခဏလေးအချိန်ပေးထားလိုက်တယ်ကွာပြီးတော့အခုငရုတ်တီးချက်တုံဆက်ပြီးအခုဒါငါးလေးချက်တာငါးလေးချက်ဒီမှာအခုခဏနေမကြီးမဲ့လေးထည့်မယ်နော်အခုမကြီးမဲ့ရေလေးထည့်မယ်အဲ့လေးထည့်လိုက်မှာငါးချက်ရင်လေးဒီဟာအမြဲမကြီးမဲ့ရတော့ပါတာများတယ်ပို့လို့ဤမှာဆိုလို့ပါဒီဟာ professional pro ကြတေးရိုက်ပြီးတင်တာတော့မဟုတ်ဘူးเนาะတော့ကြ blogger တွေဟိုဟာဖြစ်မှာဆိုဒါတာမန်တနိုင်လေးပေါ့ရိုက်တင်တဲ့သဘောပါအမှားပါရင်ခွင့်လို့ပြပါနားလဲပြီးကြပါကိုရီးယားဟိုဟာပေါ့မိမလည်းအရန်ပီတာတယ်ထဲတော့မပါဘူးမကြီးနည်းနည်းထည့်လိုက်မယ်เนาะဒီမှာထည့်လိုက်မယ်เนาะတနိုင်လေးပေါ့ငါးရင်းကလည်းသူကမကြီးတွေထဲမှာအီပြေးမှာနေเนาะထည့်မကြီးတွေထည့်လိုက်မယ်เนาะဒီရထည့်လိုက်တယ်ဟိုဘက်ဝေးလေးခဏလေးမကြီးတွေထည့်ပြီးသွားရင်ဘာလုပ်မလဲဆိုတော့မှဟင်းလေးကအယောင်လေးလှတွေ့တာဟင်းရောင်လေးလှနော်ဟင်းရောင်လေးကရှယ်ပဲနော်ပြီးရင်နန်းနန်းမင်းလေးအုပ်မယ်နော်နန်းနန်းမင်းလေးအုပ်မယ်ဒီရလေးထည့်လိုက်ဟင်းကတော့ဒါအရှင်းဆုံးပြောရရင်လေဟိုဘယ်လိုပြောရမလဲအရင်ကြီးအတန်နေပိတ်ပေးပါဒီကအတန်နေပိတ်ပေးပါနော်ရှိုင်းနေလို့ခင်းလေးချက်နေသေးရနော်ဆက်ပြီးတော့လေနန်းနန်းမင်းအုံးမှာပေါ့အရင်နည်းနည်းထက်လာမယ်နော်အရင်နဲ့ထင်လို့နော်ဒီဒါ project ဆက်တာတော့မဟုတ်ဘူးနော်မှားပါရင်ခွင့်လုပ်ပေးပါတော့ကလည်းမဟုတ်ဘူးတနိုင်လေးအိမ်မှာချက်စားတဲ့သဘောငါးဟင်းလေးစားကြပါဦးရောင်လေးတော့လှရနော်ဟင်းရောင်လေးလှရခါလေးကြလဲတက်သားတို့ဘာတို့အဲ့လိုမျိုးပေါ့စားရတာတွေဟိုအဖြစ်နေလေညားနေပေါ့ကွယ်အဲ့ခါကျရင်ငါးလေးချက်စားနော်ခဏနန်းနန်းမင်းယူလိုက်မှနော်ဒီမှာနန်းနန်းမင်းလေးနန်းနန်းမင်းကဘယ်တိုင်းကြီးရောက်နေတော့လို့နန်းနန်းမင်းဒီအပေါ်တင်လိုက်တယ်မဟုတ်ဘူးလားခဏလေးနော်ရေးထဲမှာနန်းနန်းမင်းရှာလို့မတွေ့ဘူးမှန်ဒီမှာယူလာပြီးတွေ့လားနန်းနန်းမင်းဘူးမှတွေ့တယ်နန်းနန်းမင်းရေးဆေးပြီးသားလေးဦးစပြီးထဲတော့မယ်ဆိုတော့မှန်မှာနန်းနန်းမင်းကဒီပုံစံတွေ့လားအဲ့ပုံစံဆိုအဆင်မပြေဘူးပေါ့နော်ညက်ပြီးတော့ထဲရမှာမှန်မှာလေခင်းရတော့နန်းနန်းမင်းအုပ်မယ်ဆိုရင်မတွေ့နဲ့ကြကြီးမတွေ့ဘူးကွယ်အိမ်ငယ်ခုဆိုရင်အိုက်ပြောက်တဲ့ကိစ္စဒီမှာနန်းနန်းမင်းလေးကိုအဲ့လိုလှီးဖြက်ပြီးတော့ပဲကြပြဆန်းလေးပေါ့နော်ကြပြဆန်းတယ်နော်တွေ့လားအဲ့လိုလေးအုပ်လိုက်တဲ့သဘောပဲဒီကတော့အနမ်းပြအောင်ပေါ့ဒီကအနမ်းပြအောင်အုပ်လိုက်တယ်ကြပြဆန်းတယ်နော်ကဲနည်းနည်းထက်အောင်မယ်လဲဒီသင်ချက်တွေရမ်းတော့ကောင်းနေတွေ့လားအဆက်အဲ့လေးတော့မဆိုးဘူးရောင်လေးရောနော်နန်းမင်းအုပ်လိုက်မယ်တွေ့လားနော်နန်းမင်းလေးကိုဒီကတော့ဖြစ်ချင်တာမှာကက်ကြီးလေးနဲ့နှက်ပြီးတက်ရက်ကက်ကြီးမရှိတော့လုံနေတဲ့ပုံစံကိုကြည့်လိုက်မိမပီတာရနော်ဒီလိုလေးပေါ့နော်အဲ့လိုလေးဆိုရင်တော့မှွေးသွားပြီပေါ့ငါးဟင်းလေးတစ်ဖက်ဖြစ်သွားနော်ဟင်းကဘယ်လိုပြောမလဲနော်ဟင်းချက်ကတော့မဆိုးတာတော့မဆိုးဘူးကိုယ်ကိုပြောရမှာမဟုတ်အဲ့မဲ့ခုနောက်ပိုင်းကအမြဲတမ်းချက်နေကြမဟုတ်ဘူးလေโอเคအတူလာစားဖို့ဖိတ်ခေါ်ပါတယ်ငါဟင်းလေးပါခုချိန်ကြီးကြည့်ပဲသူများဟုတ်တယ်အရင်ချစ်ပါတယ်လို့ဆင်းရဲလာဝန်အာဘွားပါနည်းနည်းလေးနည်းနည်းထည့်ပေးမယ်ဒီဟင်းလေးကိုလက်စားတတ်မယ်ခဏလေးနော်အဟင်းတော့ပြပါပြီရမ်းချစ်တယ်နော်အာဘွားအချိန်လေးပြီးကြည့်ပေးတဲ့အတွက်နော်ကျေးဇူးပါ